စိတ်၌ဖြစ်ပွားအစိုးတရားတို့ဤလှည့်စားမှုများပါဠိစာပေမှာလှည့်စားခြင်းကိုဝိဇ္ဇနာလို့ခေါ်တယ်ဝိဇ္ဇနာဆိုတာအစစ်နဲ့အတုအမှန်နဲ့အမှားဒီနှစ်ခုကြားမှာရောထွေးသွားအောင်ဖြစ်စေတတ်တဲ့အရာလှည့်စားခြင်းလို့မြန်မာစကားမှာဒီလိုဆိုတာပစ္စည်းနဲ့ပတ်သက်လာလို့ရှိရင်အတုနဲ့အစစ်လို့ဆိုတဲ့အခါမှာအစစ်နဲ့တူအောင်ဆင်တူရိုးမှလှုပ်ထားတဲ့အတုတွေဟာအစစ်နဲ့အတုခွဲမရအောင်လှည့်စားသွားတဲ့အခါရတဲ့ပုဂ္ဂိုလ်ဟာအစစ်မရဘဲနဲ့အတုရတန်ဖိုးခြင်းအဖြစ်အလွန်ကွာခြားတယ်ပေါ့ဒါကြောင့်မို့သဘာဝတရားတွေမှာလည်းပဲထို့တူပဲအစစ်နဲ့အတုလွဲမှားသွားအောင်ရောထွေးနိုင်တဲ့အရာတွေရှိတယ်သဘာဝတရားကအစစ်နဲ့အတုလွဲမှားသွားအောင်လှည့်စားတတ်တဲ့သဘောတရားတွေဘုန်းကြီးတို့ရဲ့စိတ်တွေထဲမှာပို့ပြီးတော့စိတ်ကိုမှီပြီးတော့ဖြစ်တဲ့သဘာဝတရားတွေတမှာရှိဒါနဲ့ပတ်သက်လာတဲ့အခါမှာအခုရွှေကျင်ကိုင်းကြီးကိုပထမဦးဆုံးတည်ထောင်တော်မူခဲ့တဲ့ရွှေကျင်နိကာယကဏသမုဋ္ဌာဘကရွှေကျင်ဆရာတော်ဘုရားကြီးမင်းတုံမင်းလက်ထက်ကမင်းတုံဘုရင်ကအလွန်ကြည်ညိုလို့မန္တလေးတောင်မြောက်ဘက်မှာရွှေကျင်တိုက်ကြီး9တိုက်တည်ထောင်ပြီးတော့ကိုးကွယ်ခဲ့တဲ့ဆရာတော်အဲ့ဒီဆရာတော်ဘုရားကြီးရေးသားတဲ့ဝိဇ္ဇနာဓိပနိလှည့်စားခြင်းတွေကိုထုတ်ဖော်ပြတဲ့ကျမ်းစာလေးတစ်စောင်ရှိအဲ့ဒီကျမ်းစာဟာဆရာတော်ကြီးကသူ့သဘောနဲ့သူရေးတာမဟုတ်ဘူးပိဋကတ်တော်ထဲမှာနိတ္တိပါဠိတော်ဆိုတာရှိတယ်အဲ့ဒီနိတ္တိပါဠိတော်ကိုဖွင့်ဆိုတဲ့နိတ္တိအထကထာနိတ္တိအထကထာမှာလှည့်စားမှုတွေကို38မျိုးခွဲခြားပြီးတော့ဖော်ပြထားတာရှိတယ်အဲ့ဒီ38မျိုးသောလှည့်စားမှုတွေကိုဆရာတော်ဘုရားကြီးကထုတ်နှုတ်ပြီးတော့ရှင်းလင်းရေးသားထားတဲ့ကျမ်းစာလေးတစ်ခုဝိဇ္ဇနာဓိပနိလို့ခေါ်တယ်လှည့်စားမှုကိုထင်ရှားအောင်ဖော်ပြတဲ့ကျမ်းစာတစ်ခုအဲ့တော့ဆရာတော်ဘုရားကြီးကိုပူဇော်သောအဖြစ်ဒီကနေ့ဆရာတော်ကြီးရေးသားခဲ့တဲ့ဝိဇ္ဇနာဓိပနိကိုမြင်ဉဏ်၍၎င်းမူရင်းကျမ်းဖြစ်တဲ့နိတ္တိအထကထာမှထုတ်နှုတ်၍၎င်းတဘာဝအဖြစ်လှည့်စားရတဲ့မိမိတို့ရဲ့စိတ်အစဉ်မှာဖြစ်ပေါ်နေတဲ့အဆိုးတရားတွေဘုန်းကြီးတို့တွေတတိထားတတ်ဖို့ဒါကိုဟောကြားတာဖြစ်ပါတယ်ရသော်ဘုရားသခင်ကိုရောမြတ်ကပပတ္တမိန်ရမတိမနောလူတွေရဲ့စိတ်ဟာမကောင်းမှုအကုသိုလ်တွေမှာမွေးလျော်တယ်လို့ဒီလိုဆိုတာနောက်တစ်ခုအဓိပ္ပာယ်တစ်ခုပြောနိုင်တာကတော့ပပလို့ဆိုတာမကောင်းမှုအကုသိုလ်အလုပ်တင်မကဘူးမနဆိုတဲ့စိတ်တဘာဝဟာစိတ်ထဲမှာဖြစ်ပေါ်လာတဲ့မကောင်းတဲ့အဆိုးတရားတွေနဲ့သာသူကပျော်တယ်လို့ဆိုလိုတာဥပမာမဲ့ဘုန်းကြီးတို့စိတ်လေးဟာလောဘနဲ့ပျော်တယ်အလောဘနဲ့ကြမပျော်ဘူးဒေါသနဲ့ပျော်တယ်အဒေါသနဲ့ကြတော့မပျော်ဘူးမောဟနဲ့ပျော်တယ်အမောဟနဲ့မပျော်လောဘဆိုတာအဆိုးတရားဒေါသဆိုတာအဆိုးတရားမောဟဆိုတာအဆိုးတရားမာနတွေအိတ်တာတွေမစ္စရိယတွေနဲ့ဆိုရင်စိတ်ကပျော်မွေ့အဲ့ဒီလောဘဒေါသမောဟလို့ဆိုတဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အဆိုးတရားတွေနဲ့စိတ်ကလေးကတွဲဖက်မိသွားလို့ရှိရင်ပိုပြီးတော့ပျော်တယ်ဒီအပေါင်းအသင်းတွေကိုသူပိုသဘောကျတယ်ဘာဖြစ်လို့လဲဆိုရင်တန်တရားထဲမှာအလွန်အချိန်ကြာအောင်အလေးအကျင့်ကြီးတစ်ခုရတာ
လောဘနဲ့တွဲနေကြဒေါသနဲ့တွဲနေကြမောဟတွေမာမနတွေအိတ်တမစ္စရိယတွေနဲ့ဒီစိတ်ကလေးဟာတွဲနေကြဖြစ်တော့သဘာဝအားဖြင့်ဖြူစင်ပါတယ်ဆိုတဲ့စိတ်ကလေးဟာဒီလိုပါပလို့ဆိုတဲ့ဆိုးရုပ်တဲ့တရားတွေသဘာဝတရားတွေနဲ့ရှင်တွဲလာတဲ့အခါမှာအဲ့ဒီသဘာဝတရားတွေနဲ့ရှင်တွဲရတဲ့အပေါ်မှာသူပျော်မွေ့တယ်လို့စိတ်ဆိုတဲ့ထဲမှာစိတ်ဆိုတာသဘာဝအပြင်ပဂတိဖြူစင်တယ်အဲ့ဒီသဘာဝအပြင်ဖြူစင်တဲ့စိတ်မှာမကောင်းတဲ့အဆိုးတရားက14မျိုးကောင်းတဲ့သဘာဝအဖြစ်ဖြူစင်ပြီးတော့တင့်တယ်တဲ့သဘာဝတရားက25မျိုးကောင်းတဲ့နဲ့တွေ့ရင်ကောင်းတဲ့ဘက်လိုက်သွားတယ်မကောင်းတဲ့ဘက်ရင်မကောင်းတဲ့ဘက်လိုက်သွားတယ်ဆိုတဲ့သဘာဝတရားက13မျိုးအလုံးစိတ်နဲ့ရှင်တွဲပြီးတော့ဖြစ်တဲ့သဘာဝတရား52မျိုးရှိတယ်ပေါ့ဒါအဘိဓမ္မာသင်ထားတဲ့ပုဂ္ဂိုလ်တွေဆိုရင်အယုံနဲ့တကွာသိနိုင်တယ်ပေါ့စိတ်ကိုမှီပြီးတော့အကောင်းနဲ့လည်းတွဲတယ်အကောင်းလာလို့ရှိရင်အကောင်းနဲ့လိုက်လျောစွာနေတယ်အဆိုးလာရင်အဆိုးနဲ့လိုက်လျောစွာနေတယ်ဆိုတဲ့စေတသိက်မျိုးတွေကိုအညတမာနလို့ခေါ်တာပေါ့ခွဲခြားပြီးတော့ပြီးတယ်အဆိုးနဲ့လည်းတွဲတယ်အကောင်းနဲ့လည်းတွဲတယ်စိတ်ဖြစ်လို့ရှိရင်ဒီသဘာဝတရားတွေကအဆိုးလို့လည်းခေါ်လို့မရဘူးအကောင်းလို့လည်းခေါ်လို့မရဘူးအကောင်းတွေပါရင်အကောင်းဘက်ပါသွားတယ်အဆိုးတွေလာလို့ရှိရင်အဆိုးဘက်ပါသွားတယ်ဒီလိုဆိုလို့တာအဲ့ဒီအဆိုးသက်ဆိုတာကြတော့14မျိုးစိတ်ရဲ့အညစ်အကြေး14မျိုးသို့မဟုတ်အကုသိုလ်စေတသိက်14မျိုးအဲ့ဒီအကုသိုလ်စေတသိက်14မျိုးဟာစိတ်ထဲမှာအဖြစ်များတဲ့သဘောတရားတွေဖြစ်တော့ကြောင့်စိတ်ကအဲ့ဒီအကုသိုလ်စေတသိက်တွေနဲ့ပဲပျော်မွေ့တယ်လို့ဒီလိုအဓိပ္ပာယ်ယူလို့လည်းရတယ်ပါပတ္တမိန်ရမတိမနောလူတွေရဲ့စိတ်ကလေးဟာပါပတ္တမိန်အဆိုးတရားများ၌သာရမတိပျော်ပိုက်တယ်လို့ဆိုလောဘနဲ့ပျော်ပိုက်တယ်ဒေါသနဲ့ပျော်ပိုက်တယ်မောဟတွေမာမနတွေအိတ်တမစ္စရိယတွေနဲ့ပျော်ပိုက်တယ်လောဘနဲ့နေရတာကျဉ်တတ်တယ်ဒေါသနဲ့နေရတာကျဉ်တတ်တယ်မာမနတွေအိတ်တမစ္စရိယတွေနဲ့နေရတာကျဉ်တတ်တယ်လို့သူတို့ကိုအဆိုးမှန်းသိလို့စိတ်ကလေးကိုအဆိုးဘက်မရောက်အောင်ဆွဲထုတ်ပြီးတော့ဖြူစင်တဲ့တရားတွေနဲ့ဆက်ပေးတဲ့အခါဥပမာမဲ့တတိနဲ့တွဲပေးတယ်ဆိုရင်စိတ်ကလေးကမပျော်ဘူးလွတ်ထွက်သွားတာပဲကြည့်လေထွက်လေဝင်လေလေးကိုမှတ်ကြည့်လိုက်တဲ့အခါမှာစိတ်ကလေးကထွက်လေဝင်လေပေါ်မှာမငြိမ်သက်ခြင်းခါတိုင်းအာယုံရှိရဘက်ကိုသွားခြင်းပေါ့မပျော်တဲ့သဘောအမြဲတမ်းထင်ရှားတယ်လောဘဖြစ်เสียအာယုံဒေါသဖြစ်เสียအာယုံလောဘနဲ့တွားရတာခြေနှက်တယ်ဒေါသနဲ့တွားရတာခြေနှက်တယ်မောဟတွေမာမနတွေအိတ်တာတွေမစ္စရိယအကုသိုလ်တွေနဲ့စခန်းတွားရရင်သူခြေနှက်တယ်ဘာဖြစ်လို့လဲဆိုရင်အလေးအကျင့်ကြီးရတယ်အဲ့တော့အကောင်းနဲ့အဆိုးဆိုတာလူတွေရဲ့စိတ်ကိုအဆိုးဘက်ကိုရိုင်းနေတာဖြစ်တော့ကြောင့်အကောင်းဘက်ရောက်အောင်ကြိုးစားပြီးတော့ဆွဲတင်ပေးမှအကောင်းဘက်ဆိုတာရောက်တယ်အကောင်းမို့တင်ထားတဲ့စိတ်ကလေးတောင်မှပဲတခါကြတော့အဆိုးတရားကအကောင်းရောင်ဆောင်ပြီးတော့လှည့်စားပြီးခေါ်သွားတာလေးတွေရှိတယ်ပေါ့လှည့်စားမှုလေးတွေအပဒနာရင်လေးနဲ့လှည့်သွားအကောင်းနဲ့အဆိုးခွဲခြားထုတ်တတ်ဖို့အင်တမအရေးကြီးတယ်စိတ်ဆိုတာပင်ကိုအားဖြင့်ဖြူစင်တယ်လို့မြတ်စွာဘုရားဟောတယ်စိတ်ကိုထိမ့်သိမ်းဆောက်ရှောက်နိုင်ရင်စိတ်ကိုအဆိုးတရားတွေနဲ့မတွဲအောင်ထိမ့်သိမ်းထားနိုင်ရင်
ကြီးမားသောအကျိုးကျေးဇူးရှိတယ်စိတ်တံခုတ်တံဒုက္ခဝါစိတ်ကိုအဆိုးတရားတွေနဲ့မတွဲအောင်လုံးလုံးချုံချုံထားရမယ်ထားပြီးဆိုလို့ရှိရင်ချမ်းသာဒုက္ခကိုဆောင်ယူပေးနိုင်တယ်လို့ဒီလိုဟောတာထို့သုတ်တန်နေမှာလည်းပဲမြတ်စွာဘုရားစိတ်နဲ့ပတ်သက်ပြီးဟောတာတွေအများကြီးရှိတာပေါ့အဲ့ဒါလို့စိတ်ကိုထိမ့်သိမ်းဆောင်ရှောက်ဖို့ကြိုးစားတဲ့အခါမှာအဆိုးတရားတွေပဲအမြဲတမ်းရိုင်းပြီးတော့အဆိုးတရားတွေနဲ့ဆက်ဆံနေချဖြစ်တဲ့စိတ်ကလေးဟာမသိမသာအဆိုးတရားတွေပဲကိုရောက်ရောက်သွားတယ်အကောင်းမော်တင်ပေးရင်းကနေပြီးတော့အဆိုးတရားပေါ်ရောက်ရောက်သွားတယ်ဒါကိုတတိထားတတ်ဖို့လိုအပ်တာပေါ့နော်ဒါကြောင့်မို့ဒီလှည့်စားမှုတွေကိုသိဖို့ရအမှန်တမ်းအရေးကြီးတယ်လှည့်စားတာကိုမသိလို့ရှိရင်အမှားကိုအမှန်ထင်ပြီးတော့ဆိုပါစို့တန်လျက်ကိုရည်ထင်ပြီးတော့ရွှေသမင်လိုက်တာဆိုတာလို့အဆိုးကိုအကောင်းထင်ပြီးတော့သွားမယ်ဆိုလို့ရှိရင်ဒုက္ခတွေနဲ့ရင်ဆိုင်ရတာပေါ့ဒီစိတ်ထဲမှာအဆိုးနဲ့အကောင်းနှစ်ခုရောနေတယ်ဆိုတဲ့အခါဘုန်းကြီးတို့တွေတန့်စင်ဖို့လဲအမှန်တမ်းအရေးကြီးတယ်အကောင်းတွေကိုထူထောင်ပေးခြင်းဖြင့်သို့မဟုတ်အဆိုးတရားတွေကိုဖယ်ရှားပေးခြင်းဖြင့်အကောင်းတွေကြီးပဲရရှိအောင်တန့်စင်ရအဲ့တော့စိတ်ကိုတန့်စင်အောင်လုပ်တယ်ဆိုတာလွယ်ကူတဲ့အလုပ်တော့မဟုတ်ထပ်တတုတစ်ခုတန့်စင်တာတောင်မှပဲဤပညာနဲ့ငွေကြေးအကုန်ကြတော့ဓမ္မများတာကမ္ဘာမှာအမတန်တန်မိုးရှိလာပါတယ်ဆိုတဲ့ပလက်တီနမ်တို့ယူရေနီယမ်တို့ဆိုတာကျန်တဲ့ဓာတ်တွေနဲ့ရောနေလို့ရှိရင်သဘာဝအားဖြင့်အသုံးပြုလို့စွမ်းအားသိမရှိဒါကြောင့်မို့လို့တန့်စင်ရရွှေဟာလဲဘော်တို့ကျွတ်တို့ငွေတို့ဆိုတာတွေနဲ့ရောနေတဲ့အခါမှာအသုံးချလို့လူတွေအသုံးပြုတဲ့တဝတ္တန်စာတွေလှုပ်ဖို့မဖြစ်ဘူးဒါကြောင့်မို့ရွှေကိုတန့်စင်ရခွဲထုတ်ရအညစ်အကြေးတွေကိုဖယ်ထုတ်ရတယ်ကဘာဝရွှေအစ်စ်ရအမျိုးမျိုးတန့်စင်ပေးရအဲ့ဒါလိုပဲဘုန်းကြီးတို့တွေရဲ့စိတ်ကိုလည်းအဆိုးတရားတွေကိုကနေလွတ်သွားအကောင်းတရားတွေကြီးပဲအတန့်ကြံသွားအောင်စိတ်ကိုတန့်စင်ပေးရအဲ့ဒါလိုတန့်စင်ပေးတဲ့အခါမှာအကောင်းလိုနဲ့အကောင်းရောင်ဆုံပြီးတော့အဆိုးကနေဝင်ပြီးတော့ကတ်လာတတ်တယ်အဲ့ဒါဟာအလွန်တတိထားရမယ့်ကိစ္စတစ်ခုအဲ့ဒါလှည့်စားခြင်းတစ်ခုပဲလို့ဒီနိဋ္ဌိထက္ကရာကျမ်းမှာတဘာဝတရားတွေနဲ့ပတ်သက်ပြီးအဆိုးတရားတွေဟာအကောင်းပေါ်မှာဝင်ရောက်ပြီးတော့လှည့်စားနေဖို့လှည့်စားနေမှသိဖို့ယုတ်တိဟာရဆိုတဲ့အခန်းမှာသေသေးချာချာရေးပြထားတာရှိတယ်အဲ့ဒါကိုအများနားလည်အောင်ရွှေကျင်ဆရာတော်ဘုရားကြီးကဝိဇ္ဇနာဓိပနိဆိုပြီးတော့ရေးခဲ့တာပေါ့38မျိုးလုံးဒီကနေ့ဟောခြင်းမှာဟောနိုင်ပါပြီးသလောက်တော့ဟောပြီးလက်စားမှုလေးတွေကအင်တမတ်သိမ်မွေ့စိတ်ရဲ့လှည့်စားမှုမပြောနဲ့လောကမှာမျက်စိနဲ့ကြည့်လို့ရတဲ့ပစ္စည်းဥစ္စာတောင်မှပဲစိန်အစစ်နဲ့စိန်အတုရွှေအစစ်နဲ့ရွှေအတုပစ္စည်းအစစ်နဲ့ပစ္စည်းအတုဒီလိုဟာတွေဟာတမန်ပုဂ္ဂိုလ်တွေကခွဲခြားပြီးတော့မသိနိုင်တော့ဆင်တူရောမဖြစ်နေတယ်အစစ်နဲ့အတုခွဲခြားဖို့ဆိုတာအမှန်တမ်းကျွမ်းကျင်လိမ္မာတဲ့ပညာရက်တွေလိုအပ်တာပေါ့အဲ့ဒါတဲ့ပိုခက်တာဘုန်းကြီးတို့တွေရဲ့စိတ်ထဲမှာဒါကအဆိုးတရားလားဒါကအကောင်းလားလို့ဆိုတာခွဲခြားပြီးတော့သိဖို့ရပိုအရေးကြီးတယ်တဲ့တဏှာထိအောင်
အဆိုးတရားတွေကိုအကောင်းထင်ပြီးတော့လက်ခံမိမယ်ဆိုရင်ဒုက္ခရောက်နိုင်တယ်ပေါ့ဒါကြောင့်ဒီလှည့်စားမှုတွေနဲ့ပတ်သက်ပြီးတော့ရေးထားတဲ့ဒီအချက်လက်တွေဟာအလွန်ပဲစိတ်ဝင်စားစရာကောင်းတယ်လူတွေနဲ့အနီးကပ်ဆုံးပြောရမယ်ဆိုလို့ရှိရင်ဗြဟ္မဝိဟာရတရား၄ပါးမေတ္တာတဲ့ကရုဏာမုဒိတာဥပေက္ခလို့အလုံးသိကြတဲ့အတိုင်းမေတ္တာဆိုတဲ့တရားဟာအလွန်တန့်စင်တဲ့အကောင်းတရားဖြစ်တယ်သို့တော့ဘာကနေဝင်ပြီးတော့မေတ္တာရောင်ဆောင်ပြီးတော့လှိစားတတ်တယ်လောကလူသားတွေဟာဘလို့အလှိစားခံနေရသလဲဆိုတာဒီကျမ်းမှာထင်ထင်ရှားရှားဖော်ပြထားတယ်ရှင်တုယောမှာတရားနှစ်ခုမေတ္တာနဲ့ရာဂဆိုတာလောဘပဲမေတ္တာနဲ့ရာဂကလည်းကိုနှစ်သက်ပြီးဆိုလို့ရှိရင်နှစ်သက်တဲ့ပုဂ္ဂိုလ်ရဲ့အကျိုးစီးပွားကိုလိုလားတယ်မေတ္တာကလည်းအကျိုးစီးပွားကိုလိုလားတယ်အရာထဲမှာကြည့်လေမကွဲတော့မေတ္တာနဲ့သုံးနေတဲ့အရာထဲမှာသုံးတာကတဏှာရာဂပံရောစဉ်ကိုရည်ရွယ်ပြီးတော့သုံးတာတဏှာရာဂကိုရည်ရွယ်သုံးမိမယ်လို့လူတွေကတဏှာလို့မပြောကြဘူးမေတ္တာလို့ပဲပြောကြတယ်အေးဘု து အပေါ်မေတ္တာရှိတယ်ဘယ်ဝအပေါ်မေတ္တာရှိတယ်ဆိုပြီးတော့မေတ္တာဆိုတဲ့စကားလုံးနဲ့တဏှာရာဂဆိုတဲ့ဒီစကားလုံးတို့ရဲ့ဆောင်ရွက်မှုအသွင်တရံလေးကအမှန်တမ်းနီးကပ်တယ်နီးကပ်သည့်အတွက်ကြောင့်မေတ္တာအစစ်ကိုရဖို့ရအတွက်တဏှာရာဂကမေတ္တာရောင်ဆောင်းဆောင်နေသည့်အတွက်ကြောင့်တခါတည်းရန်မေတ္တာအစစ်မဖြစ်ဘဲနဲ့တဏှာရာဂကိုမေတ္တာထင်ပြီးတော့အတုကြီးပဲရလိုက်တာညာတယ်ပေါ့မေတ္တာဆိုတာအလွန်တန့်စင်နေအေးမြတယ်ကိုယ့်အတွက်မစင်စားဘူးသူ့အတွက်ပဲစဉ်းစားတယ်မေတ္တာရဲ့သဘောတရားတဏှာကြတော့အဲ့လိုမဟုတ်ဘူးတစ်ဖက်သားကိုချစ်ခင်တာချင်းတူပေမဲ့လို့ကိုယ့်အတွက်စဉ်းစားလာတယ်စဉ်းစားလာတဲ့နောက်မှာပူလောင်လာတယ်လက်လွတ်ဆုံးရှုံးမခံနိုင်ဘူးဆိုတဲ့သဘောတွေပါလာတယ်အဲ့ဒါကတဏှာရာဂအဲ့ဒါနဲ့ပတ်သက်ပြီးတော့လှည့်စားမှုတွေအကြောင်းကိုရေးတဲ့အခါမေတ္တာယနာမုခေနရာဂောဝင်စေတိမေတ္တာယနာမုခေနမေတ္တာရှိတဲ့အောင်ဆောင်တဲ့အနေအားဖြင့်ရာဂောရာဂတရားကဝင်စေတိစိတ်ကိုလှည့်စားသွားတယ်စိတ်ကိုလှည့်စားရင်ထိုစိတ်ဖြစ်တဲ့ပုဂ္ဂိုလ်လည်းလှည့်စားခံရရတယ်ပေါ့ဒီလိုဆိုလိုတာပေါ့အဲ့တော့ဘုန်းကြီးတို့တွေမေတ္တာအစစ်ရဖို့အတ္တမကိစ္စရမေတ္တာအစစ်မဟုတ်ဘဲနဲ့ရာဂကိုမေတ္တာထင်ပြီးတော့လက်ခံထားမယ်ဆိုလို့ရှိရင်ရာဂကအကုသိုလ်တရားရဲ့တဘာဝကတာဝိစ္စအပြည့်ရှိတယ်ဒုက္ခဝိပါကလက္ခဏာဆင်းရဲတဲ့အကျိုးထုတ်လုပ်တယ်ဒါကအကုသိုလ်ပဲကမေတ္တာဆိုတာတော့အဒေါသအမုန်းကင်းပြီးတော့ကောင်းကျိုးချမ်းသာကိုလိုလားတာမေတ္တာအဲ့ဒီမေတ္တာတရားဟာတန့်စင်တယ်မွန်မြတ်တယ်ကုသိုလ်တရားဖြစ်တယ်ကုသိုလ်မှန်လို့ရှိရင်အနဝိဇ္ဇအပြစ်ကင်းတယ်ဒုက္ခဝိပါကလက္ခဏာချမ်းသာသောအကျိုးကိုပေးတဲ့သွင်ပြင်လက္ခဏာရှိတယ်လို့ဆိုဒီတဘာဝတရားနှစ်ခုဟာအကျိုးပေးဆိုဆက်ခြင်းအင်ဓမ္မကွာခြားတယ်သို့တော်လည်းအသွင်တရံချင်းကအင်ဓမ္မတူတယ်တူသည့်အတွက်ကြောင့်ရာဂနဲ့မေတ္တာရောထားပြီးတော့မေတ္တာအစစ်ကိုရဖို့အင်ဓမ္မခဲနေရာဂကမေတ္တာရောင်ဆောင်းဆောင်ပြီးတော့လှည့်စားသွားတတ်ပါတယ်တဲ့ဒါပြောတာဒါကိုမေတ္တာဘာဝနာပွားတဲ့အခါမှာ
မေတ္တာရဲ့အနိကယံသူဟာဘယ်သူလဲလို့ဆိုရင်ရာဂအင်္ဂမတဘာဝချင်းနီးစပ်တယ်မေတ္တာကလည်းတစ်ဖက်သားကိုချစ်ခင်တယ်အကျိုးစီးပွားကိုလိုလားတယ်ရာဂကလည်းတစ်ဖက်သားကိုချစ်ခင်အကျိုးစီးပွားကိုလိုလားတယ်ဒီအချက်လေးမှာစင်စင်လေးဖြစ်နေတယ်ပေါ့စင်စင်လေးဖြစ်နေတော့မေတ္တာနဲ့ရာဂမကွဲပြားတယ်လို့ဖြစ်ပြီးတော့မေတ္တာလိုမေတ္တာလိုနဲ့တဏှာရာဂဖြစ်သွားတယ်ဒီလိုဆိုလိုတာနော်မေတ္တာဆိုတာအလွန်တန့်စင်တဲ့ဗြဟ္မဝိဟာရတရားရာဂဆိုတာအမတမညစ်ထေးတဲ့အကုသိုလ်တရားစိတ်ရဲ့အညစ်တရားအဲ့တော့ဒီရာဂဆိုတဲ့အဆိုးတရားကမေတ္တာရောင်ဆောင်ပြီးတော့လှည့်စားလိုက်တာတဲ့ဒါကြောင့်မို့မေတ္တာဘာဝနာပွားတဲ့အခါမှာ advice အကြံပေးထားတာရှိဩဒိတမေတ္တာတဦးတယောက်ကိုရည်စူးပြီးတော့မေတ္တာပို့မယ်သို့မဟုတ်ဩဒိတပိုင်းခြားပြီးတော့မေတ္တာပို့မယ်ပုဂ္ဂိုလ်တဦးတယောက်ကိုရွေးတယ်ရွေးပြီးတော့မေတ္တာဘာဝနာအခြေစိုက်တော့မယ်ဆိုတဲ့အခါမှာဘယ်ပုဂ္ဂိုလ်မျိုးရွေးရတော့ဆိုကိုယ်နဲ့ခင်မင်နဲ့ပြည့်ပုဂ္ဂိုလ်ရွေးရပြည့်ပုဂ္ဂိုလ်ပေါ်မှာမေတ္တာအခြေတည်ဖို့အမှန်တမ်းလွယ်တယ်ခင်မင်တဲ့ပုဂ္ဂိုလ်ပေါ်မှာမေတ္တာသို့တော့ခင်မင်တဲ့ပုဂ္ဂိုလ်လို့ဆိုပေမဲ့လို့အမျိုးသားဆိုရင်အမျိုးသားချင်းအမျိုးသမီးဆိုအမျိုးသမီးချင်းပဲရွေးရမယ်တဲ့လိန်တူတာပဲရွေးရမယ်လိန်မတူတာမရွေးရဘူးဘာဖြစ်လို့တုံးဆိုခုနကရာဂရဲ့အန္တရာယ်ကတ်နေတယ်ပေါ့မေတ္တာပို့ရင်နဲ့ရာဂကဝင်ပြီးတော့ပူးသွားတတ်တယ်ဒါကြောင့်မို့မေတ္တာဘာဝနာပွားတယ်ဆိုတဲ့အခါမှာဩဒိတရည်ညွှန်းပြီးတော့ပုဂ္ဂိုလ်တဦးတယောက်ကိုပွားတော့မယ်ဆိုရင်အမျိုးသားကအမျိုးသားချင်းပွားရတယ်အမျိုးသမီးကဟို general ပွားတာတော့ပွားလို့ရတယ်တဦးတည်းကိုကြည့်ပြီးတော့မေတ္တာတရားကိုတိဆောက်ပြီးဆိုတဲ့အခါမှာမျိုးသားချင်းမျိုးသမီးချင်းဖြစ်ရဘာဖြစ်လို့တော့အနိကယံသူဖြစ်တဲ့ရာဂကကတ်နေသည့်အတွက်ကြောင့်အလွန်တိမ်မွေ့တယ်သူအလွန်တိမ်မွေ့တော့မေတ္တာကနေပြီးတော့တဏှာရာဂဖြစ်သွားတယ်ကူးပြောင်းဖို့အမှန်တမ်းလွယ်တယ်လှည့်စားသွားလိမ့်မယ်လှုပ်တာကမေတ္တာရတာကရာဂကဲလို့ဖြစ်သွားတယ်အေးဒါကြောင့်မို့လို့မေတ္တာယနာမုခေနမေတ္တာပြုရအောင်မေတ္တာပြုတယ်ဆိုတဲ့ဥဒိချက်နဲ့မေတ္တာလိုနဲ့ရာဂောရာဂဆိုတဲ့နှစ်သက်တတ်တဲ့တွေ့တာတတ်တဲ့တရားကဝင်စေတိတတ္တဝါတွေကိုလှည့်စားသွားတယ်ဟောဒုက္ခရောက်သွားတယ်နော်မေတ္တာဆိုတာကာမိသန္တာတွေဖြာပါဒတွေဌိနမိတ်တာတွေဥဒ္ဒစ္စကုက္ကုစတွေဝိသိကိစ္စတွေဆိုရင်အကုသိုလ်နိဝရဏတွေကိုရှင်းပြီးတော့ထိုအကုသိုလ်နိဝရဏတွေကလွတ်ကင်းတဲ့ဝိဝေကဇပိတိဒုက္ခလွတ်ကင်းခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ပိတိဒုက္ခနဲ့တမာတိစွမ်းအားနဲ့ရလာတာပထမရလာတဲ့ဆံလွတ်ကင်းမှရသို့တော့မေတ္တာအစစ်မဖြစ်တဲ့အခါကျတော့အဲ့ဒီဆံမရတော့ပဲနဲ့တဏှာရာဂဖြစ်ပြီးတော့ပူလောင်မှုတွေပဲရသွားတယ်ဒီလိုဆိုလို့တယ်ဒီတရားနှစ်ခုကအမှန်တမ်းသိမ်မွေ့တယ်ဒါကြောင့်မို့ဘုန်းကြီးတို့တွေရွှေဝယ်တဲ့အခါမှာရွှေအစစ်နဲ့အတုစိန်ဝယ်တဲ့အခါမှာစိန်အစစ်နဲ့အတုအမှန်တမ်းတတိထားရတယ်လို့မေတ္တာဘာဝနာပွားပြီးဆိုတဲ့အခါမှာမေတ္တာရဲ့အတုဖြစ်တဲ့ရာဂကိုတတိထားရမယ်လို့ဒီလိုဆိုတာလှည့်စားသွားပြီးတော့အမှားကြီးရသွားလို့ရှင်ကုသိုလ်လိုနဲ့အကုသိုလ်ဖြစ်သွားတယ်တဲ့ဒါကလှည့်စားမှု38မျိုးတည်းကဒီတစ်ခုလှည့်စားမှုပဲဒါကြောင့်မို့မေတ္တာယနာမုခေနရာဂောဝင်စေတိမေတ္တာရောင်ဆောင်ပြီးတော့ရာဂလှည့်စားသွားတယ်တဲ့အဲ့ဒီလိုလှည့်စားမခံရအောင်
အမြဲတမ်းရာဂဆိုတာကိုတတိထားရမယ်လို့ဒီလိုပြောတာနော်တန့်စင်တဲ့တရားအဲ့တော့ကုသိုလ်နဲ့အကုသိုလ်ဆိုတာတစ်ခါတစ်ခါကျတော့လက်တစ်လုံးလေးတွေရောနေတတ်တယ်ရောနေတော့ကုသိုလ်လုပ်တယ်လို့နဲ့အကုသိုလ်ဖြစ်တယ်ဒီလိုတွေဖြစ်တာနော်အကုသိုလ်လုပ်တယ်လို့နဲ့ကုသိုလ်ဖြစ်ဖို့ကခက်တယ်ကုသိုလ်လုပ်တယ်လို့နဲ့အကုသိုလ်ဖြစ်ဖို့ကအမှန်တမ်းနီးစပ်တယ်ဘာလို့လဲတော့ပစ္စည်းဝယ်ရင်အစစ်ရဖို့ကခက်တာလားအတုရဖို့ကခက်တာလားဆိုရင်အစစ်ရဖို့ကခက်တာအတုရဖို့ကလွယ်တယ်ကဲနောက်တစ်ခုကိုကြည့်အောင်နောက်တစ်ခုကြတော့ကရုဏာကရုယနာပฏิရူပေနတောကောဝင်စေတိကရုဏာဆိုတာတနာတာကျင်နာတာတောကဆိုတာစိုးရိမ်တာဒီတဘာဝနှစ်ခုကအမှန်တမ်းနှိစ္စတောကဆိုတာလေကိုတနာတဲ့ပုဂ္ဂိုလ်တွေပေါ်မှာဖြစ်တတ်တာဟုတ်ကိုနဲ့ခင်မင်ယူရတဲ့ပုဂ္ဂိုလ်တွေပေါ်မှာတနာတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေပေါ်မှာတောကဖြစ်တယ်ကရုဏာကလည်းဆင်းရဲဒုက္ခတွေဖြစ်နေတဲ့ပုဂ္ဂိုလ်တွေပေါ်မှာတဏှာမှုဖြစ်တယ်အဲ့တော့ကရုဏာဆိုတာကအလွန်တန့်စင်တဲ့တရားတစ်ခုတောကဆိုတာတော့ဒေါသနဲ့တွဲလာပြီးခြေကွဲဝမ်းနည်းမှုဒေါမနတဝေဒနာလို့ခေါ်တယ်တဘာဝတရားချင်းမတူပေမဲ့လို့သူတို့ရဲ့တဘာဝဟာနဲ့နီးစပ်တယ်ကျင်နာတဏှာရဲ့နော်တောကဖြစ်တာရဲ့ဒီတစ်ခုကအလွန်ကပ်ပြီးတော့နေတယ်အလွန်ကပ်ပြီးတော့နေတယ်အလွန်ကပ်နေသည့်အတွက်ကြောင့်ကရုဏာတန်တန်ဖြစ်ဖို့ကြိုးစားရင်ကနေဘာဖြစ်လာတော့ဆိုတောကဖြစ်လာတတ်တယ်တဏှာမှုကတောကဘက်ကိုကူးဆက်သွားတဲ့အခါအကောင်းမဖြစ်ပဲနဲ့အဆိုးဖြစ်သွားတယ်ဒါဟာတောကကကရုဏာရောင်ဆောင်ပြီးတော့ဝင်ရောက်ပြီးတော့လှည့်စားပြစ်လိုက်တာလို့ကရုဏာအစစ်မရဘူးတဲ့တချို့ကတတ္တဝါတွေကိုတနာတယ်ထိုတနာတဲ့တတ္တဝါတွေကိုတစ်စုံတစ်ယောက်ကနှိပ်စက်နေပြီဆိုရင်အဲ့ဒီတတ္တဝါတွေရဲ့ကျင်နာတနာဖို့ပေါ်မှာသူကတောကဖြစ်တယ်ဆိုရင်လည်းပူဆွေးတယ်ဟောတာဖြစ်လာအဲ့တော့ကရုဏာနဲ့တောကကိုထင်ရှားအောင်ဘယ်လိုကြည့်ရမလဲလို့ဆိုတဲ့အခါဘုန်းကြီးတို့ဂျာမနီနိုင်ငံသွားတော့ကတောကနဲ့ကရုဏာနှစ်ခုကွဲပြားအောင်ဥပမာတစ်ခုပေးရဆိုပါစို့လို့လူတစ်ယောက်ဟာကားလမ်းပေါ်မှာ accident ဖြစ်တယ်လူနှစ်ယောက် accident ဖြစ်တယ် accident ဖြစ်လို့ဆေးရုံရောက်ပါ intensive care unit မှာကုနေရတယ်နှစ်ယောက်စလုံးတယောက်ကကိုယ်အမျိုးတယောက်က unknown person ကိုယ်နဲ့မသိတဲ့လူတယောက်အဲ့ဒီနှစ်ယောက်ကိုသွားကြည့်တဲ့အခါကျတော့လူရဲ့စိတ်ခံစားချက်တူမတူစဉ်းစားကြည့်ကိုယ့်ရဲ့ဆွေမျိုးတန်ရောစင်မကင်းတဲ့လူအတွက်ဘာဖြစ်လဲတောကဖြစ်တယ်ကိုယ်နဲ့မသိတဲ့လူတယောက်ကြတော့ဒုက္ခရောက်နေတယ်လို့တဏှာတဲ့စိတ်ဖြစ်ကောင်းဖြစ်နိုင်အဲ့တော့ကရုဏာဆိုတာတဏှာယုံတက်တက်ပဲတဏှာပြီးတော့သူဒုက္ခကလွတ်မြောက်စေချင်တာပဲတောကကြတော့အဲ့လိုမဟုတ်ဘူးကြုံတွေ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာကြေကွဲတဲ့ခံစားမှုရှိတာကရုဏာမှာကြေကွဲတဲ့ခံစားမှုမပါဘူးဒုက္ခခံနေရတဲ့ပုဂ္ဂိုလ်ကိုမရှုရဘူးဒီဒုက္ခကလွတ်မြောက်စေခြင်းနဲ့ဆိုတဲ့မွန်မြတ်တဲ့စိတ်ပဲရှိတယ်ကြေကွဲမှုမပါတောကကြတော့ကြေကွဲတာရောထွေးလာအဲ့တော့အဲ့လိုစဉ်းစားလိုက်လို့ရှိရင်တောကနဲ့ကရုဏာမတူဘူးဆိုတာလေးနည်းနည်းကွဲပြားခြားနာလာတောကဟာကရုဏာနဲ့အလွန်နီးသည့်အတွက်ကြောင့်သူ့ကိုအနိကယန္တုလို့ဒီလိုပြောတာဒါမှမဟုတ်ကရုဏာပွားပြီဆိုတဲ့အခါမှာတောကကိုတတိထားတဲ့ကိုကပထမတော့တဏှာတာပဲ
တဏှာရာကနေပြီးတော့နောက်ဝမ်းနဲ့ကြေကွဲတယ်ဆိုတာဖြစ်လာတတ်တယ်တဏှာချင်းကနေဆက်နွယ်ပြီးတော့ဝမ်းနဲ့ကြေကွဲမှုဆိုတဲ့တောကဝင်လာလို့ရှိရင်တောကဆိုတာအကုသိုလ်တရားဒေါသနဲ့ရှင်တွဲပြီးတော့ဖြစ်တဲ့တရားစိတ်နှလုံးကိုပူလောင်စေတတ်တဲ့တရားကရုဏာဆိုတာသူတစ်ပါးဒုက္ခကိုမကြည့်စိတ်နာမရှုစိတ်ပြီးတော့ဒုက္ခကလွတ်မြောက်စေခြင်းတဲ့မော်မြတ်တဲ့တရားတဲ့တဘာဝချင်းဆင်သည့်အတွက်ကြောင့်ကရုဏာပွားတဲ့အခါမှာကရုဏာရောင်ရောင်ဆောင်ပြီးတော့တောကဆိုတဲ့အတုကိုသွားရတတ်တယ်ဒီလိုဆိုလိုတာနော်အဲ့ဒါကြောင့်မို့လို့ကရုဏာပွားပြီဆိုရင်တောကကိုသတိထားကြရတယ်တဲ့အနှုံးဖို့ဆိုလို့ရှိရင်ကရုဏာရောင်ဆောင်ပြီးတော့တောကဖြစ်လာကုသိုလ်မရဘဲနဲ့အကုသိုလ်ဖြစ်သွားတယ်ဒါလည်းလှိစားမှုတစ်ခုပဲတဲ့နောက်လှိစားမှုတစ်ခုကဘာလို့ဆိုရင်မုဒိတာမုဒိတာဆိုတာကြီးပွားတိုးတက်နေတဲ့အောင်မြင်နေတဲ့ပုဂ္ဂိုလ်ချမ်းသာတဲ့ပုဂ္ဂိုလ်အတွက်ဝမ်းသာနိုင်တာမုဒိတာမော်မြတ်တယ်တတ်ဆင်တယ်သူကjealousyလို့ခေါ်တယ်အိတ်တာမနာလို့မရှုစိတ်မရှိဘူးကြီးပွားတာကိုဝမ်းသာတယ်ဆိုတဲ့ဆိုပါစို့လူတယောက်အောင်မြင်လာပြီဆိုရင် congratulation လုပ်နိုင်တာပေါ့တကယ်ကိုဝမ်းမြောက်ဝမ်းသာဖြစ်တယ်မုဒိတာသူနဲ့ခတ်ဆင်ဆင်အကုသိုလ်တရားတစ်ခုကပါတော့ဆိုရင်ပဟာတလို့ဆိုတဲ့အကုသိုလ်တရားအဲ့ဒီပဟာတကြတော့အားကျပြီးတော့ဝမ်းသာတာမျိုးလောဘနဲ့ရှင်ပြီးတော့ဝမ်းသာတာမျိုးဖြစ်လာလောဘနဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာတဲ့ပဟာတတရားကမွန်မြတ်တန်းစင်တဲ့ဝမ်းသာမှုလှည့်စားသွားတတ်သေးတယ်ဒီလိုဆိုတာနော်အဲ့တော့မုဒိတာဖြစ်ပွားပြီဆိုလို့ရှိရင်jealousy လို့ခေါ်တဲ့အိတ်တာကင်းကွာသွားတဲ့သဘောဒါမှန်ကန်အဲ့ဒီလိုအောင်မြင်မှုအပေါ်မှာတတမှုလိုချင်မှုတွေနဲ့ဝမ်းသာမှုတွေဖြစ်လာပြီဆိုလို့ရှိရင်ကတော့ပဟာသဆိုတဲ့အကုသိုလ်တရားဝင်လာတာပဲတဲ့မုဒိတာရောင်ဆောင်ပြီးတော့သူကပဟာသတရားကဝင်ရောက်ပြီးတော့လှည့်စားသွားပြန်ပြီအဲ့တော့တဘာဝအစစ်မှန်ဖြစ်တဲ့မုဒိတာကိုမရလိုက်ပဲနဲ့ဘာရတော့ဆိုပဟာသဆိုတဲ့အကုသိုလ်တရားဖြစ်သွားပြန်သူ့ရဲ့လှည့်စားမှုလို့ဒီလိုဆိုလိုရနော်နောက်တစ်ခါဥပိ္ပခာဥပိ္ပခာဆိုတာသင်္ခါရတရားတို့မို့တတ္တဝါတွေရဲ့အပြုအမူပေါ်မှာလစ်လျူရှုနိုင်တယ်ကိုယ်ဆဲလဲလစ်လျူရှုနိုင်တယ်ချီးမွမ်းလဲလစ်လျူရှုနိုင်ဘယ်လိုပဲဖြစ်ဖြစ်ဒီလစ်လျူရှုထားနိုင်ကိုယ့်ရဲ့ပင်ကိုယ်စိတ်ဓာတ်လေးကိုထိန်းထားဥပိ္ပခာတတ္တဝါတွေပြုတဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကကိုယ့်ပေါ်မှာဆက်ဆံတာတွေနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးဆက်ဆံမှုတွေပေါ်မှာလစ်လျူရှုနိုင်တယ်မြတ်မြတ်တာထားနိုင်အစွန်းမရဘူးအဆိုးပြောတဲ့လူမုန်းတာတို့မလုပ်ဘူးအကောင်းပြောတဲ့လူပေါ်ချစ်တာတို့မလုပ်ဘူးချစ်ချင်းမုန်းချင်းနှစ်ခုမလုပ်ဘူးအဆိုးပြောပြောအကောင်းပြောပြောပုံမှန်ပဲဆက်ဆံတဲ့ပုဂ္ဂိုလ်အဲ့ဒါဥပိ္ပခာဆိုတာအလွန်မော်မြတ်တန့်စင်တဲ့သဘာဝတရားတစ်ခုပဲအဲ့ဒါလို့မြတ်မြတ်တာတတ္တဝါတွေရဲ့အပြုပေါ်မှာမြတ်မြတ်တာဆက်ဆံတာလစ်လျူရှုတယ်ဆိုတဲ့သဘောတရားဥပိ္ပခာပါအဲ့တော့အဲ့ဒီဥပိ္ပခာကတခါသင်္ခါရတရားတွေပေါ်မှာဥပိ္ပခာရှုတယ်ဆိုအကောင်းဖြစ်ဖြစ်အဆိုးဖြစ်ဖြစ်သူကခရုမဆိုင်တဲ့သဘောမျိုးလေးကအဲ့ဒီဥပိ္ပခာနဲ့အလားတန်သွားတူးပြန်တယ်ကောင်းတာလည်းခရုမဆိုင်ဘူးဆိုတဲ့ပုံစံမျိုးဖြစ်သွားနော်အသိမှမပြုတော့ကောင်းတာကိုလည်းအသိမှမပြုဖြစ်လာအကောင်းဆိုးတွေပေါ်မှာလစ်လျူရှုလာတဲ့အခါမှာဘာဖြစ်တုံးဆိုတော့ဥပိ္ပခာဝိဟာရပฏิရူပကေနဥပိ္ပခာနဲ့နေထိုင်နေဆိုတဲ့
စင်တူယောမတရားအားဖြင့်ကုသလေတုဓမ္မေတုကုသိုလ်တရားတို့၌နိက္ခိတသန္တတာစိတ်ဆန္ဒလုံးဝမရှိတဲ့အနေအထားရောက်ခြင်းကဝင်စေတိလှည့်စားသွားတယ်ဥပေက္ခပြုတယ်ဥပေက္ခပြုတယ်နဲ့ကုသိုလ်လုပ်ဖို့လည်းဥပေက္ခပြုသွားတယ်ဆိုပါတော့ဒါနကောင်းမှုလုပ်ဖို့လည်းဆန္ဒမရှိတော့ဘာကုမှဂယုမဆိုင်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်သွားတယ်တကယ်ကတော့ဥပေက္ခဆိုတာတရားဝါရီရဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်ရဲ့ကိုယ့်ပေါ်မှာပြုမှုဆက်ဆံမှုတွေပေါ်မှာလောဘမဖြစ်ဖို့ဒေါသမဖြစ်ဖို့ဒီဟာကိုပြုလုပ်ဆောင်ရွက်မှုပေါ်မှာညီညီမျှမျှနှလုံးထားနိုင်တဲ့သဘောကိုပြောတာအဲ့တော့သူကြတော့ကုသိုလ်ရောအကုသိုလ်ရောအလုံးပေါ်မှာစိတ်နှလုံးဒုံဒုံချထားတယ်ဘာကိုမှဂယုမဆိုင်တော့တဲ့အနေထားဆိုတော့ဘာဖြစ်သွားတော့ဆိုကုသလေတုဓမ္မေတုကုသိုလ်တရားတို့၌နိက္ခိတသန္တတာလှုပ်ချင်တဲ့ဆန္ဒအဲ့ဒါကိုပြစ်ချထားလိုက်တယ်မရှိတော့ဘူးအဲ့ဒီကုသလေတုဓမ္မေတုနိက္ခိတသန္တတာဆိုတဲ့အကုသိုလ်တရားကကုသိုလ်တရားတွေကိုမလှုပ်လို့တဲ့ကုသိုလ်တရားတွေကိုမလှုပ်ဘူးဆိုတာပြင်းတဲ့သဘောပေါ့ဥပိ္ပခာရောင်ဆောင်ပြီးတော့အပြင်းတရားကဝင်နှိမ့်ဆက်သွားတယ်လို့ဒီလိုဆိုလိုတာနော်ပထမတော့ဥပိ္ပခာပဲရှုထားတယ်ဘာမှဂယုမဆိုင်ဘူးဘာမှဂယုမဆိုင်ဘူးနဲ့ဆိုတော့နောက်ဆုံးမှာကုသိုလ်လုပ်ဖို့တောင်းဂယုမဆိုင်တော့ဘူးအပြင်းကဝင်သွားပြီးတော့ကုသိုလ်ပေါ်မှာတောင်းဆန္ဒမရှိတဲ့အနေအထားတစ်ခုကဥပိ္ပခာရောင်ဆောင်ပြီးတော့လှည့်စားသွားတယ်တကယ်ဥပိ္ပခာအစစ်ဆိုတာတရားဝါရီပြုမှုတဲ့ပုံမှာအကောင်းတဲ့အဆိုးပေါ်မှာဒီလစ်လျူရှုနိုင်တဲ့သဘောကိုဆိုလိုတာအဲ့ဒီကနေပြီးတော့အလုံးပေါ်မှာလစ်လျူရှုလိုက်တဲ့အခါကုသိုလ်ပေါ်မှာလည်းလစ်လျူရှုလိုက်တော့ဘာဖြစ်သွားတော့ကုသိုလ်မလုံးချင်တဲ့ဆန္ဒကုသိုလ်ပေါ်မှာဆန္ဒမရှိဘူးဆိုတဲ့အပြင်းဝင်သွားမှုအကုသိုလ်သဘောတရားကဥပိ္ပခာရောင်ဆောင်ပြီးတော့လှည့်စားသွားတာဟောကုသိုလ်ဖြစ်မဲ့အစားအကုသိုလ်ဖြစ်သွားတယ်ဒါကြောင့်မို့လို့ဒါအမတန်မှအရေးကြီးတယ်ပေါ့နော်တဘာဝတရားတွေရဲ့လှည့်စားမှုဟာမသိဘူးဆိုလို့ရှိရင်ဘုန်းကြီးတို့တွေမေတ္တာအစစ်လဲရမှာမဟုတ်ဘူးကရုဏာအစစ်လဲဖြစ်မှာမဟုတ်ဘူးမုဒိတာအစစ်လဲဖြစ်မှာမဟုတ်ဘူးဥပိ္ပခာအစစ်လဲဖြစ်မှာမဟုတ်ဘူးဖြစ်မဲ့အစားမေတ္တာဖြစ်မဲ့အစားမေတ္တာရောင်ဆောင်းနေတဲ့ရာဂကရုဏာရောင်ဆောင်းတဲ့တောကမုဒိတာရောင်ဆောင်းတဲ့ပဟာတဥပိ္ပခာရောင်ဆောင်းတဲ့ကုသရေတုဓမ္မေတုဆန္ဒကင်းမဲ့မှုကုသိုလ်တရားတွေမှာဆန္ဒကင်းမဲ့မှုဒါတွေရဲ့လှိစားမှုခံလိုက်ရပြီးတော့ဓမ္မဝိဟာရတရား၄ပါးလက်လွတ်ဆုံးရှုံးပြီးတော့အကုသိုလ်တရားတွေပဲဖြစ်သွားတယ်ဒါစိတ်တူမခွဲခြားနိုင်လို့ရှိရင်ဒီတိုင်းပဲဖြစ်မယ်ဘာလို့လဲဆိုတော့လူတွေရဲ့စိတ်ကိုလူတွေရဲ့စိတ်သဘာဝကိုမေတ္တာနဲ့တွဲရမှာရာဂနဲ့တွဲရမှာဘယ်ဟာလွယ်တော့ဆိုရာဂနဲ့တွဲရမှာပဲလွယ်တယ်မေတ္တာနဲ့တွဲရမှာခက်တယ်အဲ့တော့မေတ္တာပေါ်တင်ပေးရင်ကနေရာဂပဲပြောင်းသွားပြန်တာဒီလိုဆိုလိုတာနော်ဒါမို့ပပတ္တမိန်ရမတိမနောလူရဲ့စိတ်ကလေးကမေတ္တာပေါ်မှာမပြောဘူးရာဂပေါ်မှာပြောတယ်ဒါကြောင့်မို့ရာဂရဲ့လှိစားမှုကလွယ်လွယ်လေးနဲ့ရကရုဏာပေါ်မှာမပြောဘူးတောကပေါ်မှာပြောတယ်မုဒိတာနဲ့မပြောဘူးပဟာတဆိုတဲ့လောဘနဲ့ရှင်တဲ့ဝန္တာမှုပေါ်မှာပြောတယ်ဥပိ္ပခာပေါ်မှာမပြောဘူးအပြင်းကြီးမှုပေါ်မှာသွားပြောတယ်ဟောလူရဲ့စိတ်လေးကပပတ္တမိန်ရမတိမနောမကောင်းတာနဲ့မှပြောတယ်ဆိုတဲ့အဓိပ္ပာယ်ဒါပြောတာနော်အဲ့ဒီအဆိုးတရားတွေဟာဘုန်းကြီးတို့တွေမှာရှိတဲ့အကောင်းတရားတွေကိုလှိစားပြီးတော့ဝင်ရောက်နောက်ဆက်သွားတဲ့အခါမှာဘုန်းကြီးတို့တွေအကောင်းကိုမရလိုက်ပဲနဲ့အဆိုးတွေနဲ့ပဲတန်လျာတွေကမလွတ်နိုင်အောင်ဖြစ်သွားတာတဲ့အဲ့တော့ဝေတော့ကစိတ်အစစ်ကိုဝယ်တာတန်ဖိုးကလည်းစိတ်အစစ်ပေးလိုက်ရတာရလိုက်ရတာစိတ်အတုဆိုရင်ဘယ်လောက်နစ်နာမလို့စဉ်းစားကြည့်ပေါ့ဝယ်တာကရွှေအစစ်ပေးလိုက်ရတဲ့ငွေကြေးကရွှေအစစ်ရလိုက်တာကရွှေအတုဆိုရင်လည်းဘယ်လောက်နစ်နာလိုက်မလို့
Eri de asabamya so nitnara. Kulo jinaga kudu yalaitaga agudu. Lezamu kanya in dibonzana chit. No? Era rego di winsana dipani jane. Niti atakara janu wale. Tabawa yodi shudanga nebiro. Di ichadego shilling hopyora. Ke now the coup. Lezamu lady who pure. That lezamu legu of people. Now the good lezamuga. Niwarana de Ari in a patate. I don't Niwarana de Ari, John shoes of your arms. Namadika Kamisanda. Kamisanda Sura, Luchinzia, Ionigo, Bones on Kanzajin, Jajin, Pure Shrinjin, and now Kamisana. Kamasura, Luchinzia, Ionigo, Sandaga, Lucina. Desire for sense of pleasure. Luchinzia, Ionigo, Lucina. Kaude Kaja, Diego Absenta, Loba, Tanave. Kaga Agudu Dia. Siku, Ninwan Sita Dia. Adibinario, Abio Sita Dia. No, Kanzajin Sanda. Now the Kuga Piavara Sura Ayon Boma Mondi the ball. Mondi the Bawa, Doda. Now the good Tina made us Sura, Kaune Ioni Boma, Sigma Bave, John Sobbar the ball. Say it, Sansamu Ari, Yoja the ball, say the lady Asamu the body, Sansamu the body, Yoja the ball. Now the good Odessa Sura Amadi. Pia Bido, Satama, Ayo, Tribo, Malwin, needed the ball. Coco Sasura. The Sona Kuboma. Majimana Pipido, needed the ball. Visike Sasura, Tania Wemo, Penman needed the ball. Era, Niveranatia Nava. All like that, Kamisanda, Piavara, Tina Meda, the coup, Bombido, the coup. Tina Meda, Odessa Cocosa, Wisikesa, Niverana Diana. Eri Niverana Diana Leve. Count a load hema, win video, yo, says Abara Dide. Ke Kamisana, Lezamu, Lucayada, the ladies. A particular Tenya Mukina, Kamisano Winsidi. A particular, sir. Sasu Yasha Mukene Matenya. A chick can be all, Kamisana, Lezador. Particular Tenya, a particular Tenya Sura, I will go also. Particular Tenya Sura. Jonzea Sasosea, Amata. Kavrava Ado de Kama, Ahari particular Tenya. Asa Aharan and Patabi, rather than Mapi on look. Jonzea Sasosea, Tritopia. Padre Tritopia lesson, rather than our Pavo. Segaji title. Jonzea would do ya. The Kadianjaro, Jonzea Regi solution. Toda Regi with Cinema solo. Jonzea Magamu Sure, Checolet we are there. Tinasea Gaune, Nedasea Gaune, Jonzea Mashibu Sure the ball. Ubama Swara Tinsha of your allusion. Chavujaleme Shema Gadava Kuramyaji, Murego, Sonkan Wene. Sonkan Wene, Padu, Chimia Malay, Murea, Chi like their cup. Kota yoga de Gidiaga, Lambe Matai Mido. Taminsa Nida, Kawayan Yara, Taminia Hinyan, Sa. Elo Taminia Hinyan, Sanida, Yene Kajaro, Tudoka, Tanalo. Shima Gadava Matina. Nata Sonya Dushin to Nas Lumalu Senareka, Medraria or Sheet. Eranet Luma, Ludes or Tira. Eri Kota yoga de. Taminsa needed see the Soyat. Soyado,
ရှင်မာကတ္တဗလည်းမြင်လိုက်ရောတရားတရားတွေပေါက်တယ်သူစားနေတဲ့ထမင်းခွက်ထဲကထမင်းတွေကိုရှင်မာကတ္တဗတပိတ်ထဲရက်ပြီးတော့ထည့်လိုက်တယ်လူနာယောဂဆွဲနေတယ်ဆိုတဲ့ပုဂ္ဂိုလ်တရားမှာ sensation တွေပျက်စီးနေတာလေသူ့လက်ကထိမှမသိဘူးအဲ့မှာယောဂကြောင့်မို့လို့ပြက်လူတဲတဲဖြစ်နေတဲ့လက်ချောင်းတစ်ချောင်းကခမင်းရက်ထဲ့ရင်ကနေပြီးရှင်မာကတ္တဗထဲလောင်းလိုက်တဲ့ဆွမ်းထဲမှာပြတ်ချန်ရစ်တယ်ကဲဘုန်းကြီးတို့စားနိုင်မှာမလားအဲ့ဒီဆုံးနော်ဘာဖြစ်လို့မစားနိုင်တာလဲဆိုလူလူရဲ့လက်ပြတ်ဟိုဟာကိုထမင်းဒီဟာကိုဆွမ်းဟိုဟာကဆွမ်းဒါကလူလူရဲ့လက်ပြတ်လို့ကိုယ်စိတ်ထဲမှာနှမျိုးခွဲပြီးတော့မြင်နေတယ်ယွန်စရာဖြစ်နေတယ်ရှင်မာကတ္တဗမထေရကအဲ့ဒီလိုယွန်စရာအာယုံကိုဖျောက်လိုက်တဲ့သူကထမင်းနဲ့လူနူရဲ့လက်ပြကုဋ္ဌယောဂတဲ့ရဲ့လက်ပြပထဝီအာဝေါတေဇောဝါယောဆိုဓာတ်ကြီးလေးပါးနဲ့ဖွဲ့စည်းထားပြီအထက်ကလယု၈ခုနဲ့ပေါင်းစပ်ထားတဲ့အရာသာဖြစ်တယ်လို့တူညီတဲ့နှလုံးသွင်းထားလိုက်တာဒါပฏิကူလေအပฏิကူလသင်ညီပဲဟောယွန်စရာကောင်းတာကိုယွန်စရာမရှိတော့ဘူးဖျောက်လိုက်တယ်ပေါ့ယွန်စရာကိုယွန်စရာမဟုတ်ဘူးလို့ဖျောက်ထားတဲ့အခါစိတ်ကိုပြောင်းပေးလိုက်တာပေါ့နော်အေးယန္တာပုဂ္ဂိုလ်တွေကစိတ်ကိုပြောင်းပေးလို့ရတယ်တာမန်အနေနဲ့လေဘုန်းကြီးတို့တွေယွန်စရာတွေကိုယွန်စရာလို့မဟုတ်ဘူးလို့စိတ်ကိုပြောင်းလိုက်တဲ့အခါမှာပုထုဇဉ်တွေကြတော့ဘာဝင်လာတော့ဆိုနှစ်သက်เสียဆိုတာဖြစ်သွားပြန်ယွန်ရှာမှုတွေကိုဖယ်ထုတ်လိုက်တဲ့အခါကျတော့နှစ်သက်เสียဖြစ်သွားကဲစဉ်းစားကြည့်လေလူမစင်ခွက်30ရအောင်မင်းရှာနိုင်လို့ရှိရင်ရွှေတကြသားပေးမယ်ဆိုရင်မစင်ကိုမရှာပေဘူးလားရွှေတကြသားလိုချင်တဲ့လူကရှာမယ်အဲ့တော့မစင်မြင်လို့သူကဝမ်းသာဒီပြင်အချိန်မှာမစင်မြင်တော့ယွန်းတယ်နောက်ခါအဲ့သူကြတော့မစင်မြင်တာနဲ့သူကဝမ်းသာဘာလို့လို့ဆိုတော့ရလာမဲ့ရွှေကိုကြော်တွက်ပြီးတော့ဒီမစင်မြင်ဟာသူ့အပေါ်မှာယွန်းစရာလို့မတွက်တော့ဘူးယွန်းစရာမတွက်တော့ဘာဖြစ်လာတော့ဆိုတော့သူကကာမိဆန္ဒဖြစ်လာတာပေါ့လူချင်းစရာတစ်ခုဖြစ်လာတယ်ဘလောက်ဆိုးလူတွေကလူချင်းစရာတစ်ခုဖြစ်လာအဲ့တော့ပုထုဇဉ်တွေရဲ့စိတ်ဓာတ်ဆိုတာသူကအမျိုးမျိုးပြောင်းသွားတာစိတ်ကိုမနိုင်ဘူးအဲ့တော့ယန္နာပုဂ္ဂိုလ်ကတော့သဘာဝတရားကိုရှုပြီးတော့သူကယွန်စရာကိုလည်းယွန်စရာမဟုတ်ဘူးလို့ထားနိုင်တယ်ယွန်စရာမဟုတ်တာကိုလည်းယွန်စရာလို့ထားနိုင်တယ်ဥပမာမဲ့နတ်သမီးလိုလှပနေတဲ့အာယုံပဲဖြစ်ပါစေအတုပကမ္မထာနဲ့တာစီထားလို့ရအလှပကိုအတုပကမ္မထာနဲ့ဖြတ်ချထားတယ်ယွန်စရာမဟုတ်တာယွန်စရာဖြစ်သွားတယ်ပေါ့ဒီလိုအဲ့တော့ယွန်စရာကိုယွန်စရာမဟုတ်ဘူးယွန်စရာမဟုတ်တာကိုတော့ယွန်စရာဟုတ်တယ်လို့စိတ်ကိုအပြောင်းအလဲလုပ်ပေးတဲ့အခါပုထုဇဉ်တွေကြတော့ဘာဖြစ်လဲလို့ယွန်စရာမဟုတ်ဘူးလို့တွေးလိုက်တဲ့အခါမှာဘာဖြစ်လာတော့ဆိုကာမိဆန္ဒဖြစ်လာတယ်ဒီဘက်ကိုအစွန်းရောက်သွားတာပြောတာနော်အစွန်းရောက်သွားတယ်အဲ့ဒီယွန်စရာမဟုတ်ဘူးဆိုတဲ့အမှတ်တင်ညာအတွေးကကာမိဆန္ဒအမှတ်တင်ညာလိုနဲ့ယွန်စရာမဟုတ်ဘူးလို့အမှတ်တင်ညာထားတဲ့အောင်ရောင်နဲ့ကာမိဆန္ဒကဝင်ပြီးတော့ပုကတ်သွားတယ်ပုကတ်သွားတဲ့အခါကျတော့တင်ညာအဆင့်နဲ့ရပ်မနေတော့ဘဲနဲ့တဏှာဆန္ဒအထီအောင်ဖြစ်သွားတယ်လို့ဒီလိုဆိုလို့တာနော်အဲ့တော့ကာမိဆန္ဒကဝင်ပြီးတော့လှည့်စားသွားလိုက်တဲ့အခါမှာအပတိကူလတင်ညာဆိုတဲ့ဒီတန်ဖိုးရှိတဲ့စိတ်ကိုထိန်းချုပ်ထားတဲ့အရာတစ်ခုပြည့်ပြည့်သွားပြီးတော့လောဘရဲ့ဝင်ပုကတ်မှုကိုခံရရတယ်ပေါ့ဒါလှည့်စားသွားတာလို့ခေါ်တယ်နောက်တစ်ခါပฏิကူလတင်ညာပฏิရူပတယဖြာပါတော့ဝင်စေတီပฏิကူလတင်ညာလို့ဆိုတာခေါဏကယွန်စရာလို့အမှတ်ပြုတာအဲ့ဒါလို့ယွန်စရာလို့အမှတ်ပြုတဲ့အခါမှာလူဆိုတာယွန်စရာဟာယွန်တဲ့စိတ်ပေါ်လာရင်ဘာဖြစ်လာတော့ဆိုတော့မကြည်ခြင်းဘူးစိတ်ထဲကမကြည့်ခြင်းဘူးမမြင်ခြင်းဘူးဆိုတာပါလာတဲ့အခါကျတော့စိတ်ရဲ့ဆန့်ကျင်မှုဒေါသတွေကပါလာတယ်နော်
တာမန်မှာအာဟာရပฏิကူလတင်ညာအာဟာရတွေပေါ်မှာဒီရတတနာမဖြစ်ရုံအာဟာရတွေဆိုတာဘလောက်ယွန်စရာကောင်းတယ်ဆိုပါစို့လက်နဲ့နှိုက်ပြီးတော့ပါးစပ်ထဲထည့်လိုက်တာနဲ့တပြိုင်နက်ပြန်ထွေးလိုက်လို့ရှိရင်ဒီပြင်လူကဘယ်သူမှမစားတော့ဘူးနော်ယွန်စရာဖြစ်သွားပြီဆိုတဲ့ဒီအာဟာရတွေပေါ်မှာယွန်စရာတွေအနေနဲ့ကျွတ်တင်ပြီးတော့စဉ်းစားတဲ့ပฏิကူလတင်ညာဟာနောက်ဆုံးကြတော့ယွန်နာကနေဘာဖြစ်လာတော့ဆိုဒေါသအဆင့်ရောက်လာနော်ယွန်မှုဆိုတဲ့အတိုင်းတာကတာမန်ကမ္မထအာယုကမ္မထလို့နှလုံးသွင်းတဲ့အမှတ်ပညာအဆင့်နဲ့မကဘူးဖြာပါရထီအောင်ရောက်သွားတတ်တယ်အဲ့ဒါဘာလို့ဆိုပฏิကူလတင်ညာရောင်ဖြာပါရကဝင်ပြီးတော့လှည့်စားသွားတာလို့ဒီလိုပြောတာနော်အဲ့တော့ဒီယွန်စရာလို့တွေးတာဟာဒေါသမဖြစ်ဖို့အမှန်တမ်းအရေးကြီးတယ်ပေါ့တချို့ကျတော့ဒေါသဖြစ်တယ်လေအတန်းကိုကထွီထွင်နဲ့ဖြစ်ကုန်တာနော်အော်ဒါအန္တာတို့ထီအောင်ဖြစ်တာယုံမှုကစိတ်ရဲ့ဆန္ဒစိတ်ကဒေါသကဘယ်လောက်ဝင်လာတယ်ဆိုတာစဉ်းစားကြည့်ပေါ့ဒါကြောင့်မလို့ပฏิကူလတင်ညာယွန်စရာလို့အမှတ်ထားမှုကိုအမှတ်ထားမှုရောင်နဲ့ဒေါသကဖြာပါဒကနေဝင်ရောက်ပြီးတော့လှိစားသွားတတ်သေးတယ်ဟောနောက်တစ်ခုကဘာလို့ဆိုရင်တမာတိမုခေနခိနမိတ်တံဝင်စေတိတမာတိဆိုတာအလုံးသိတဲ့အတိုင်းစိတ်ဆွမ်းအားတွေအလုံးအာယုံတစ်ခုတည်းပေါ်မှာစုစည်းထားနိုင်တမာတိအဲ့ဒီတမာတိဟာအမှန်တမ်းတန်ဖိုးရှိတဲ့အရာတစ်ခုဖြစ်တယ်သမထတမာတိပဲဖြစ်ဖြစ်ဝိပဿနာတမာတိပဲဖြစ်ဖြစ်တမာတိဟာအမှန်တမ်းတန်ဖိုးရှိတဲ့အရာပဲသို့တော့အဲ့လိုစိတ်ကိုအာယုန်တစ်ခုတည်းပေါ်မှာစုစည်းထားလိုက်တဲ့အခါမှာဘယ်သူကဝင်လာတတ်တုံးဆိုခိနမိတ်တာကဝင်ရောက်ပြီးတော့တမာတိရောင်နဲ့လှည့်စားသွားတတ်သေးတယ်ဒါကမ္မထာအထုတ်တဲ့ပုဂ္ဂိုလ်တွေမှာဒါကြုံတတ်တယ်အာယုန်လေးတစ်ခုပေါ်မှာစိတ်ငြိမ်ချသွားတာနဲ့တပြိုင်နက်ပါဖြစ်တယ်ဆိုအိတ်ချင်တချို့လည်းအိပ်ပျော်သွားတဲ့အဆင့်ထိအောင်ရောက်တာစိတ်လေးငြိမ်အောင်ထားလိုက်တာနဲ့တပြိုင်နက်ခိနမိတ်တာကဝင်ရောက်ပြီးတော့နှိပ်စက်သွားတာအဲ့တော့တမာတိရောင်ဆောင်ပြီးတော့ခိနမိတ်တာကလှည့်စားသွားလိုက်တာတဲ့အဲ့တော့အာယုံပေါ်မှာဒီအာယုံတစ်ခုတည်းပေါ်မှာတီးနေတဲ့တမာတိရောင်ဆောင်ပြီးတော့အိပ်ပျော်သွားတဲ့သို့မဟုတ်စိတ်ဓာတ်တွေဆုတ်နေပြီးတော့စိတ်တွေကအလုံးမလုံးတော့တဲ့အနေအထားမျိုးတွန့်ဆုတ်သွားတဲ့အနေအထားမျိုးဆိုတဲ့ခိနမိတ်တာကနေပြီးတော့တမာတိရောင်ဆောင်ပြီးတော့လှည့်စားသွားတတ်တယ်ဒါကြောင့်လို့တမာတိနဲ့ခိနမိတ်တာတမာတိလွန်သွားလို့ရှိရင်ခိနမိတ်တာဝင်တယ်လို့ဆိုတာပြောတာနော်အဲ့တော့ဒီလိစားမှုကိုလည်းမခံရအောင်ကိုယ့်ဟာကိုယ်ကမ္မထာအထုတ်တဲ့အခါမှာတမာတိလားတမာတိဆိုတာအာယုံစိတ်အာယုံလေးပေါ်မှာစိတ်ဟာစုစည်းထားပြီးမယ်လမ်းဆက်နေရမယ်လမ်းဆန်းဆန်းဖြစ်နေခိနမိတ်တာဝင်လာလို့ရှိရင်မဟုတ်တော့တွန့်ဆုတ်သွားတယ်မိတ်သားတယ်သိသိသွားတယ်ဆောင်ရွက်မှုတွေရောကျသွားတယ်ဒီလိုဆိုလို့သို့တော့တမာတိရောင်တမာတိလိုနဲ့ခိနမိတ်တာကလူတွေကိုလှည့်စားသွားတတ်တယ်နောက်တစ်ခုကဝိရိယရမ္ပမုခေနဩဒိစ္စဝင်စေတိဩဒိစ္စဆိုတာစိတ်တွေလေးနေတာပြန့်လွင့်နေတာစုစည်းလို့မရဘူးတမာတိရဲ့စัจ jin ဒီအာယုံပေါ်မှာအခြေဆိုင်ပြေးထွက်သွားတယ်ဟိုအာယုံပေါ်အခြေဆိုင်ပြေးထွက်သွားအာယုန်ဒီပေါ်မှာစိတ်ဟာလွင့်ပြန်နေတယ်အဲ့ဒီလိုလွင့်ပြန်မှုကဘာနဲ့စိတ်လေးကမငြိမ်တော့လှုပ်ရှားနေတဲ့သဘောအဲ့ဒီလှုပ်ရှားနေတဲ့သဘောကဘာနဲ့တော့တူတုံးဆိုလို့ရှိရင်ဝိရိယရမ္ပမုခေကြိုးစားအထုတ်တဲ့အခါမှာလည်းလူရဲ့ကြိုးပမ်းအထုတ်မှုကအငြိမ်မနေဘူးလေစိတ်ဆွမ်းအားပေါ်မှာကြိုးစားအထုတ်နေမှုကငြိမ်နေတဲ့သဘောမဟုတ်ဘူးပေါ့အဲ့ဒီငြိမ်နေတဲ့သဘောမဟုတ်တဲ့ဝိရိယကြိုးပမ်းအထုတ်မှုအသွင်တရံနဲ့ဩဒိစ္စကစိတ်ကိုလှိစားသွားတတ်သေးတယ်တဲ့လူကိုလှိစားသွားတတ်တယ်အဲ့တော့ဒါက
ဝီရိယလွန်တော့ဥဒိစ္စဆိုတဲ့စကားနဲ့သွားတူတယ်ပေါ့နော်ဝီရိယလွန်သွားတဲ့အခါမှာတမာတိဘက်ကရောကျသွားတယ်ရောကျသွားတဲ့အခါတမာတိပဲဖြစ်ဖြစ်နဲ့ဥဒိစ္စတွေဖြစ်တယ်အဲ့တော့ဝီရိယကလည်းလှုပ်ရှားတယ်တက်ကြွတယ်ဥဒိစ္စကလည်းလွင့်ပြန်တယ်ဆိုတော့သဘာဝချင်းအခက်ဆင်တင်ဖြစ်သွားအဲ့ဒါကြောင့်မလို့ဝီရိယကိုအာနဲ့ညှိပြီးတော့တမာတိလေးနဲ့ညှိပေးရမယ်လှုပ်ရှားမှုအားထုတ်မှုဟာတည်ငြိမ်မှုနဲ့တွဲဖက်ပြီးတော့ပေးတဲ့အခါမှာကောင်းကျိုးချမ်းသာဖြစ်အောင်ဆောင်ရွက်နိုင်မှာဖြစ်တယ်ပေါ့ဒါကြောင့်ဝီရိယနဲ့တမာတိကိုညှိစေရမယ်ထိမ့်ညှိပေးရမယ်လို့ဒီလိုဆိုတာမထိမ့်ညှိနိုင်လို့ရှိရင်ဝီရိယလွန်လာတဲ့အခါမှာဘာဖြစ်တုံးဆိုဥဒိစ္စဖြစ်တယ်အဲ့တော့ဝီရိယရောင်နဲ့ဥဒိစ္စကနေဝင်ရောက်ပြီးတော့လှိစားသွားတတ်တယ်ဒါလည်းသတိထားရမယ်အချက်တစ်ခုတဲ့နောက်တစ်ခုကုက္ကုဆဆိုတာဒီနေရာမှာတော့နိဝရဏတဲ့၅ပါးထဲမှာပါတဲ့ကုက္ကုဆနဲ့တိတ်ပြီးတော့မဆိုင်တယ်လို့ရှိကုက္ကုဆကဝိနည်းကုက္ကုဆဆိုတာရှိတယ်။တန်တရားဖြစ်တဲ့ကုက္ကုဆမျိုးและအငြိမ်မနေချင်းအငြိမ်မနေတာကိုလည်းကုက္ကုဆလို့ခေါ်တယ်ဝိနည်းချင်းဝတ်နဲ့ပတ်သက်ပြီးတော့လုပ်တဲ့သလားမလုပ်တဲ့မူလားလို့တွေးတောပြီးတော့ယုံမှားတာလည်းပဲကုက္ကုဆလို့လည်းခေါ်တယ်ဟောအဲ့ဒီဝိနည်းတရားတော်နဲ့ပတ်သက်ပြီးတော့အတ္တလားမအပုလားလို့လုပ်တဲ့သလားမလုပ်တဲ့မူလားလုပ်ကောင်းလားမလုပ်ကောင်းမူလားဆိုရယ်ဒီခြိတုံချတုံဖြစ်နေတဲ့ဒီကုက္ကုဆတရားကအဲ့လိုစဉ်းစားတွေးတောနေခြင်းကိုဒီကုက္ကုဆကိုပဲဘယ်လိုထင်တော့လို့ဆိုသိက္ခာကာမတာမုခေနရသော်ဗျာပြညတ်ထားတဲ့သိက္ခာဘုဒ္ဓကိုတကယ်ကိုတလေးတစားကြီးကျင့်လို့တဲ့စိတ်ဆန္ဒလိုဘာလိုနဲ့ကုက္ကုဆကနေလှိစားသွားတတ်တယ်ဘုရားဟောတဲ့ဝိနည်းစည်းကမ်းတွေစီမင်းဥပဒေတွေသိက္ခာဘုဒ္ဓတလေးတစားကျင့်လို့တာအမှန်တမ်းမွန်မြတ်တဲ့လို့အဲ့ဒါလို့ကျင့်လို့ရအောင်နဲ့ဒါကဟုတ်ပါမလားမဟုတ်ဘူးလားနဲ့အတ္တလားမအပုလားလို့တွေးတော်မှုကကျင့်လို့မှုရအောင်ဆောင်ပြီးတော့လှည့်စားသွားတတ်တယ်ဒီလိုဆိုလိုတာနော်ဟောနောက်တစ်ခုကဝိသိကိစ္စနဲ့ပတ်သက်ပြီးတော့ဥပယပက္ခတန္တိရဏမုခေနဝိသိကိစ္စဝင်စေတည်ဥပယပက္ခဆိုတာကိုယ်အယူဆတစ်ခုသူတစ်ပါးရဲ့အယူဆတစ်ခုနော်ကိုယ်အယူဆဘက်ကတစ်ခုသူတစ်ပါးအယူဆဘက်ကတစ်ခုအဲ့ဒီနှစ်ခုကိုတိတိကျကျဆင်ရင်စဉ်းစားတာနော်လေ့လာသုံးသပ်တာအဲ့ဒီလေ့လာသုံးသပ်မှုကတော့အမှန်တမ်းကောင်းတယ်လို့ပြောရအောင်သူ့ယူဆကိုယ်ယူဆနှစ်ခုအသေးစိတ်ဆင်ရင်စဉ်းစားတာတွေးတောတာဆုံးဖြတ်တာအဲ့ဒါလို့ကောင်းတဲ့တဘာဝတရားကဘာအဖြစ်ပြောင်းသွားတဲ့တုံးဆိုဝိသိကိစ္စအရာရာပေါ်မှာတန်တရားဖြစ်တဲ့ဆင်ញင်တရားရောင်နဲ့တန်တရားဘက်ကိုလဲသွားတတ်သေးတယ်အဲ့တော့ဝိသိကိစ္စဆိုတာကိုအရှေ့ပိုင်းကဝိသိနန္တတကိစ္စဝိသိကိစ္စလို့ဆိုတဲ့အတိုင်းသူကဆင်ញင်စဉ်းစားမှုပေါ့အဲ့ဒီဆင်ញင်စဉ်းစားမှုရှိလာလို့ရှိရင်မဆုံးဖြတ်နိုင်တဲ့အခါစိတ်ပင်ပန်းမှုဖြစ်ပေါ်စေဒါကြောင့်ဝိသိကိစ္စလို့ခေါ်တယ်အဲ့တော့ဥပယဘက်ကတန္တိရဏဆိုတာလေသူများအယူဆကိုယ်အယူဆဒီနှစ်ခုကိုစူးစမ်းတာဆင်ញင်တာအဲ့ဒီစူးစမ်းဆင်ញင်မှုကလွယ်လွယ်လေးဝိသိကိစ္စဖြစ်သွားတယ်ဝိသိကိစ္စဖြစ်ပြီးတော့လှည့်စားသွားတယ်လို့ဒီလိုဆိုလိုတာပေါ့နိဝရဏတရား၅ပါးရဲ့လှည့်စားမှုတွေဟာအခုလိုစိတ်တွေထဲမှာအကောင်းလို့နဲ့အဆိုးဖြစ်သွားတတ်တယ်ဒါတွေကအမှန်တမ်းသိမ်မွေးနူးညံ့တဲ့လှည့်စားမှုတွေပစ္စည်းဥစ္စာတစ်ခုလိုချင်တယ်ဆိုလို့ရှိရင်အကောင်းနဲ့အဆိုးအတုနဲ့အစစ်ဒီနှစ်ခုကြားမှာအတုဆိုသည်မှာအစစ်နဲ့တူအောင်လှုပ်ထားတာဖြစ်သောကြောင့်အတု
တူးနေလို့အတုအဲ့ဒီအတုကိုအစစ်ထင်ပြီးတော့ယူမိပြီဆိုရင်တန်ဖိုးမရှိစိတ်ဆင်းရဲမှုကြုံရတယ်လို့ပဲတရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်လည်းပဲတရားစစ်တရားမှန်ကိုမရလိုက်ပဲနဲ့အကုသိုလ်မရလိုက်ပဲနဲ့အကုသိုလ်တွေကြီးပဲရလိုက်မယ်ဆိုလို့ရှိရင်အမှန်တမ်းဆုံးရှုံးနေတာပါတယ်တဲ့ဒါကြောင့်မို့ဓမ္မဝိဟာရတရား၄ပါးနဲ့ပတ်သက်တဲ့လှည့်စားမှုတွေနိဝရဏတရား၅ပါးနဲ့ပတ်သက်တဲ့လှည့်စားမှုတွေလူတွေရဲ့တဘာဝနဲ့အမှန်တမ်းနီးစပ်လို့ဒီလှည့်စားမှုအားလုံးပေါင်းလိုက်တဲ့အခါကျတော့10မျိုး38မျိုးတည်းကလှည့်စားမှု10မျိုးကိုဘုန်းကြီးတို့ခုချိန်ရှင်းလင်းဖော်ပြထားတာဖြစ်ပါတယ်ရွှေကျင်ဆရာတော်ဘုရားကြီးရေးတဲ့ဝိသနာအဓိပတိကိုဖတ်လို့ရှိရင်ဒီတဲ့ပြည့်ပြည့်စုံစုံမှတ်သားလို့ရပါတယ်လှည့်စားမှုတွေဟာဒီ10မျိုးတွေမကဘူးအလုံး38မျိုးရှိတာဖြစ်တော့ကြောင့်ဒီကနေ့ညတော့အကုန်လုံးကုန်နေမှာမဟုတ်ပါဘူးဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဓမ္မဝိဟာရ၄ပါးဆိုတာလူတွေကြားထဲမှာအမှန်တမ်းတန်ဖိုးရှိပြီးတော့နေ့စဉ်နဲ့အမျှမေတ္တာကရုဏာမုဒိတာဥပေက္ခာဆိုတဲ့တရားတွေဟာတန်ဖိုးရှိလူတွေရဲ့အလယ်မှာဒီရှင်းသုံးနေကြရတဲ့တရားမျိုးတွေဖြစ်တော့မေတ္တာအစစ်ကရုဏာမုဒိတာဥပေက္ခာအစစ်ဖြစ်ဖို့ဘုန်းကြီးတို့တွေလှည့်စားတတ်တဲ့အရာတွေကိုသိရှိနားလည်မှတ်သားထားဖို့ကာမိသနာဗျာပါဒဌိနမိတ်္တဩဒိသကောသဝိသိကိစ္စဆိုတဲ့သဘာဝတရားတွေဟာလဲလူတွေနဲ့အမတမနီးစပ်လို့သဘာဝတရားချင်းနီးတဲ့အခါမှာလူတွေရဲ့စိတ်အစဉ်ဝင်ရောက်ပြီးတော့လှည့်စားတတ်တယ်။ဒါကြောင့်ဒီအစိုးတရားတွေရဲ့လှည့်စားမှုကိုတတိကြီးစွာထားလို့အသိဉာဏ်ဖြင့်ဆင်ခြင်စဉ်းစားလို့တတိတံပစဉ္ညာတရားလက်ခံထားပြီးတော့တရားစစ်တရားမှန်ကုသိုလ်တရားရရှိအောင်တို့တွေကြိုးစားအားထုတ်နိုင်မှဖြစ်မယ်အစစ်နဲ့အတုခွဲခြားသိမှဖြစ်မယ်ဓမ္မသာလင်တို့တွေအစစ်ကိုရမှာအတုရဲ့လှည့်စားမှုကိုမခံရအောင်တို့တွေကြိုးစားအားထုတ်ရမှဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း